ဝါခဲမှာစီးရုံကခေါင်းပြက်ကြီးဒီဖြစ်ပက်က1980 1990ခုနှစ်ဝန်းကျင်ခန့်ကဝါခဲမှာစီးရုံကြီးတစ်ခုမှာဖြစ်ပက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ယခုရန်ကုန်တိုင်းရွှေပြည်သာမြို့ကဒေါ်တင်ဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်ကဆရာတော်ဇဝနာမြတ်တာရှင်ရွှေပြည်သာကိုပြောပြခဲ့တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ဇာတ်လမ်းရဲ့အစဒေါ်တင်တယောက်ဝါခဲမှာကစီးရုံကြီးတစ်ခုရဲ့အရေးပေါ်ကံတွင်တက်ရောက်လျက်ရှိပါတယ်။ယောဂကမျိုးသမီးများတွေဖြစ်များသောတအိမ်နဲ့အကျိတ်လုံးတည်ခြင်းယောဂတစ်ခုပဲဖြစ်ပါတယ်။စိုးရိမ်ရသည့်အတွက်အမြန်ခွဲစိတ်ရမည်ဟုဆိုကာအရေးပေါ်ခံတွင်ထည့်ထားခြင်းပဲဖြစ်ပါတယ်။တစ်ခုခန့်နေသည်မှာဒေါက်တာမှာရှိနေတော့တွေးသူယောဂပဲ၎င်းယောဂကိုအရင်သက်သာအောင်စေးစားပြီးစောင့်နေရသည်က2ရက်3ရက်ကြာသွားတယ်။အရေးပေါ်ခံဖြစ်သည့်အတွက်ကြောင့်စောင့်ပြီးတော့ညမမှာလည်းအထဲဝင်ခွင့်မရတခြားနေရာမှာသာစောင့်ရရှာတယ်။ညရောက်လာသည့်နေ့ကြောက်စိတ်ကအလိုလိုဝင်လာသည်အာကူပြုစရာရှာကြည့်တော့အခန်းထဲတွင်ဘာသာခြားကလာမျိုးသမီးတို့ဥဒ္ဓါတွေ့ရသည်ဘာသာရောလူမျိုးရောမတူတဖြစ်တော်တော်နဲ့စကားမပြောဖြစ်3ရက်မြောက်နေ့မနက်တွင်တော့ထိုဘာသာခြားမျိုးသမီးထံမှငိုချိုက်တန်တဲ့ထွက်လာတော့ဒေါ်တင်တယောက်မနေနိုင်တော့မိမချင်းကိုချင်းစာစိတ်ဖြင့်တွားရောက်မင်းညံ့မိသည်။အော်ဒီကညမကျမဘာမှကူညီပေးရမလဲ။ तू ကကျမကိုကဲနိုင်ကဲပါချင်းကျမနေရမှာမဟုတ်တော့ပါဘူး။ပြောပြောဆိုဆိုဖြင့်ဒေါ်တင်ဘက်တို့လှည့်ကြည့်လိုက်တော့ဘာသာခြားမျိုးသမီးမျက်နှာကိုမြင်လိုက်ရသည်နဲ့ဒေါ်တင်တယောက်ထိတ်ခနဲ့ဖြစ်သွားကထရက်မိတော့သည်အပဲကြောင့်ဆိုတော့ဆင်းရဲပင်ဖြစ်နေဖြစ်၍ကျမ်းမာသာဖြစ်နေသောဘာသာခြားမျိုးသမီးမှာစိတ်ချမ်းသာဝဝပြပြတွေ့ရတော့လေယခုမနက်တွင်ကအသားရည်များမှာယူပစ်လိုက်တဲ့ကလေးတို့တကူလုံးအယိုးပေါ်အရည်တင်ကကြံ့ချိပါလေတော့တယ်အချောင်ကြီးကြပြီးလက်သွေးကြီးများချိုက်နေသည်မှာကြောက်တက်သူဆိုရင်လိပ်ပြလွန်လာတော့ပေတယ်သို့တော်ညီမလူမျိုးတို့လက်သုံးကကျူးနာတရားကအကြောက်တရားကိုလွှမ်းမိုးသွားတဲ့ဖြစ်ကတင်ဘေးတွင်တင်မစုံလွဲထိုင်ရင်ထိုမျိုးသမီးကြီးလက်ကိုစောက်ကင်ကအားပေးလိုက်မိသည်ထိုအခါဒေါ်တင်တယောက်ပြင်မနာမှကလာတတိတယောက်၏အကြောင်းကိုတွားအမှတ်ရမိသည်၎င်းတတိကြီးမှာသမီးလေးတယောက်ချီတာလင်မယားနှစ်ယောက်လုံးကငုံထားမတက်ချစ်ကြသည်တနေ့တွင်သမီးငယ်လေးမှာရုတ်တရက်ယောဂတစ်ခုဖြစ်ဆုံးမသွားလျာတတိကြီးတို့လင်မယားမှာစောက်တီရမရဖြစ်အောင်ခံစားကြရချသည်မကျွချသောသမီးလေးမှာတေပြီးနောက်တစ်ရက်မှာပဲသူ့နေသောခန်းထဲမှာရှိုးအတန်ပေးခြင်းမိဘနှစ်ပါးသာရှိနေသောအခါတို့တွင်ဒယ်ဒီနဲ့မာမီသမီးတို့ကိုဝတ်စားတွေပေးပါဟုအတန်ကလေးကိုအမြဲတမ်းကြားရသည်သူတို့ဘာသာထုံးစံတိုင်းပြုလုပ်ပေးတော့လဲသမီးငယ်လေးကအတန်ကပြောင်းမသွားပြီထို့ဖြစ်မိဘနှစ်ပါးမှာကြံရမရဖြစ်နေစဉ်တိလောက်သားထဲမှာဗုဒ္ဓဘာသာတရားကိုဖွင့်ဟတိုင်ပြီးဗုဒ္ဓဘာသာနည်းအတိုင်းရဟန်းတန်ခါများကိုပင်ကစွန်တင်ငန်းများကိုလူ၍အမျှပေးသောအခါမှာညတိုင်းကြားနေရသောသမီးငယ်လေးအတန်မှာပျောက်သွားခဲ့ပါတယ်ထို့မှတော့တတိကြီးတို့လင်မယားနှစ်ယောက်မှလည်းဗုဒ္ဓဘာသာဖြစ်သူကူပြောင်းရောက်ရှိလာခဲ့ပါတယ်။အခုမျိုးသမီးလည်းထိုကဲတော့ပင်တဘောပေါက်ထားတော့ကြောင့်ယခုလိုပြောခိုင်းခြင်းဖြစ်လိမ့်မည်ဟုနားလည်ထားလိုက်ပါတယ်။အမကိုလည်းကို့အမချင်းတို့တဘောထားပြီးတခုလောက်တတိပေးခဲ့ပြရသည်။ရှင်အော်ပြောလိမ့်ညီမပြောပါ။ကို့တွင်းနဲ့ကိုလွတ်မျောနေတဲ့အချိန်မို့ဒေါ်တင်ထံမှအာမီသိတဲ့တခုတာထွက်သွားသည်။အမညီမကတေးရတော့မယ်ဆိုတာတခြားကြောင့်မဟုတ်ပါဘူး။လူတွေရဲ့တာမန်မျက်စိနဲ့မမြင်ရနိုင်တဲ့မကောင်းဆိုးဝါးတွေကြောင့်ပဲအမလည်းကိုယ့်ဘာသာနည်းနဲ့ကိုမကောင်းဆိုးဝါးပေးရလွတ်အောင်အကာအကွယ်လုပ်တာပါညီမကိုမနေ့ကည12နာရီလောက်မှာအလွန်ကြောက်စရာကောင်းတဲ့ခေါင်းပြက်ကြီးဆယ်ဝိုင်းပြီးလိုက်လာကြတယ်ပထမကတော့ကိုယ့်ဘာသာနည်းနဲ့စူးစမ်းခဲ့ပါသေးတယ်ဘလို့မှမရဘူးမရတဲ့အဆုံးမှာတော့သူ့လိုကိုလိုပဲထွက်ပြေးရတော့တာပေါ့ဒါပေမဲ့မလွတ်ပါဘူးအမရဲ့နောက်တော့ညီမရဲ့ဟောဒီလက်မလေးကိုခေါင်းပြက်တစ်လုံးကကိုက်မိသွားတယ်ဒီမှာကြည့်ပါဦးအမဒေါ်တင်တယောက်မယုံတဝက်မျက်နှာဖြင့်တေချာကြည့်လိုက်တော့သွားကြိုက်ရလေးဖြင့်တွေးချဦးနေတော့လက်မလေးကိုတိတိကျကျမြင်လိုက်ရတယ်။ဖယားဘလို့ပြန်ပြစ်ကုန်ကြပါလိမ့်အထိတ်လက်မြစ်ဖယားစာကိုစိတ်ထဲမှာတလိုက်မိတယ်။ညီမရဲ့လက်ကိုအကိုက်ခံရတဲ့ကညီမမှရှိနေတဲ့အားတွေနည်းနည်းမှမကြံအောင်ထုတ်ယူပြစ်လို့ခံစားလိုက်ရတယ်။လူလဲဝတ်ပုံကြီးလိုခွေချသွားတယ်။အဲ့ဒီချိန်မှာလဲမဲကောင်ကြီးတစ်ကောင်ကညီမကိုဟိုးကောင်းငယ်အမြင့်ကြီးကြီးဖမ်းခေါ်သွားပြီးမှမြေအောက်ကိုပစ်ချလိုက်တယ်။အခုတော့ညီမအဲ့ဒီတန်နဲ့ပဲတည်ရတော့မှာပေါ့။ကဲပါကဲအမလည်းအမနေရသွားပြီးကို့အကာကွယ်နဲ့ကိုနေပါတော့ထို့သူပြောဆိုပြီးဒီနေ့အမျိုးသမီးကဆောင်းကိုခေါင်းမရှုံသွားတဲ့ဖြစ်ဒေါ်တင်တယောက်ဘာမှဆက်မပြောနိုင်တော့ပဲမိမိကတင်ကိုပြန်လာခဲ့ရတယ်ထို့အချိန်မှာပဲလူနာဆောင်တောင်ဝင်ကြနေတော့ဒေါ်တင်ညီမအငယ်ဆုံးကအခန်းထဲသို့စားစရာရှုံနဲ့တူဝင်လာတယ်အမကြီးကျမဆရာဝန်ကြီးနဲ့တွေ့လာတယ်ဆရာဝန်ကြီးကပြောတယ်တွေ့တူယောဂစိတ်ချရမှာခွဲရမှာဆိုတော့နောက်3ရက်လောက်စောင့်ရအောင်မယ်တဲ့အဲ့ဒီတော့ခွဲစိတ်မရက်မှာပဲညီမလာတော့မယ်ဒီကြားထဲတော့ဆေးရုံရှိရာတမင်းဆိုင်မှာပဲအမဘာသာကြည်စားပြီးတော့ဆိုင်ကိုလည်းမှားထားခဲ့တယ်အမလာမစားနိုင်အခန်းထဲထိလာဖို့ပါလို့ကဲပါကျမပြန်တော့မယ်အိမ်မှာကလေးတွေကြီးဆိုတော့စိတ်မချရဘူးအမရောဘာမှချင်သေးလဲ
ဆောင်ပေးနေတော့ညီမကပြန်တော့မယ်ဆိုတော့လေအားငယ်စိတ်ကအလိုလိုဝင်လာတယ်သူကသူတင်မျိုးပြောနေတော့မျိုးသမီးကိုလမ်းကြည့်လိုက်တော့ဆောင်ကောင်းမှုရှုံရဲ့တိတ်ဆိတ်နေတဲ့စွာတွေ့ရတော့ကြောင်းတင်များသွားပြီလားဟုတော့အသွေးနေသူခန္ဓာကိုယ်မှာဇက်ကနေတစ်ချက်တုံသွားတွေကိုသတိထားမိလိုက်တယ်အကြီးဆုံးမတစ်ယောက်ကအငယ်ဆုံးညီမတစ်ယောက်ကိုငါကြောက်လို့မပြန်မနဲ့ဟုတော့စကားကိုပြောရမှလဲချက်နေသဖြင့်ဘာမှမပြောမိကဲပါလေပြန်ချင်းပြန်ပါအမဘက်ကဘာမှပူစရာမရှိပါဘူးမှားတရားလည်းမရှိပါဘူးဒေါ်သိန်းစကားသုံးတည်နေညီမဖြစ်သူကတင်းပြရှိသောပစ္စည်းရှို့ကိုတင်ဆက်၍ဆေးရုံဝင်ထဲမှာထွက်ခွာသွားပါတော့တယ်ဟိုတွေးတီတွေးဖြင့်အချင်းကုန်သွားရာနေ့လယ်7 နာရီခန့်မှာပဲဘာသာခြားမျိုးသမီး၏ဆွေမျိုးများဖြစ်ရန်သူတော့မိန်းမ2 ယောက်နဲ့ယောက်ျား1 ယောက်တို့ဝင်လာသည်တခဏကြာမှပဲထိုမျိုးသမီးကလေးမှစူးစူးဝါးဝါအော်ဟင်းငိုတန်တချို့ကိုကြားလိုက်ရသည်အမလီသမီးရဲ့အဖြစ်ဆိုးလာကြီးလားဆေးရုံမှာဆင်းဝင်ရပြီကမှဘလို့အဖြစ်ဆိုးမျိုးနဲ့ကြုံရတာလဲကွယ်ငိုတော့ထောက်ဆကြည့်လိုက်ရင်ထိုမျိုးသမီးတည်ဆုံးဒီမှာသိချနေပြီ၎င်းမှထားခဲ့သောစကားများကိုတတိယလိုက်မိသည်နှင့်ကြောက်စိတ်ကြောင့်ကြက်သိမ်းများတစ်ဖြန်းဖြန်းထသွားသည်ထိုမျိုးသမီးမာကြားချက်များကိုတွား၍ပြောလိုက်ရသည်သူတို့တွေကမယုံသလိုယုံသလိုမျက်နှာပေးတွေနဲ့ကြည့်နေကြတဲ့ဖြင့်ယုံတာမယုံတာသူတို့လုံးမှားထားခဲ့သည့်အတိုင်းပြောရမှာငါအလုံးကိုတပေါ်ထားပြီးပြောပြီးသည်နဲ့ကိုယ့်နေရာကိုအေးဆေးပြန်လာခဲ့လိုက်သည်ဘာသာခြားမျိုးသမီးရဲ့လောင်းကိုပိတ်ဖြူအုပ်ပြီးထုတ်ယူသွားသည်နှင့်မြင်ကွင်းကဒေါ်တင်အင်းမျက်စိတွင်ဖြောင်းမရနိုင်အောင်ကြံနေခဲ့သည်ညမိုးရှုပ်လာသည်နှင့်ကြောက်စိတ်တို့ကတဖြည်းဖြည်းများလာသည်ကျန်လူနာဂန်းများနှင့်အရေးပေါ်ခန်းမှာဘာမှဝေးသည်တော့မဟုတ်တကားကြိတ်ကြိတ်ပြောလိမ့်မယ်ကြားနိုင်တော့အောင်နေထားရှိသည်ရှောက်ရှားသောစိတ်ကိုပြေပြောရန်လုံကတခြားအခန်းမှလူနာများကိုတွားရောက်စကားပြောရင်းဖြင့်အချိန်ဖြုံးနေလိုက်သည်သို့သောည10 နာရီခန့်ရှိသောအချိန်တွေကအိတ်ချိန်ရောက်နေပြီဖြစ်သည်ဖြင့်ခုနေရာကိုအလိုက်တတိပြန်ရပါတော့တယ်ဘာသာခြားမျိုးသမီးမှာခဲ့သောညမအခုတည်ရမယ်ဆိုတာတခြားကြောင့်မဟုတ်ဘူးလူတွေရဲ့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့မကောင်းဆိုးဝါးတွေကြောင့်ပဲဆိုသည့်စကားကဒေါ်သိန်း၏စိတ်နှလုံးကိုတကြလုံးခြောက်ချသေးခဲ့သည်ဟိုလူတီလေးဖြင့်ည7 နာရီကထိုးသွားခဲ့လိမ့်မည်ထိုချိန်မှာပင်မိမိအခန်းသည်တို့တစ်ချက်ချက်ဖြစ်လာနေသောရှိတဲ့ကိုကြားလိုက်ရသဖြင့်ခေါင်းမှုရှုံနာသောဆောင်းကိုဖယ်ပြီးတေချာစွာကြည့်လိုက်ရာဘာကိုမှမတွေ့ကတင်ပေါ်တွင်တီတီအိပ်ပျော်နေကြသောလူနာများကိုလည်းမှန်ကန်သည်မှအတိုင်းသားမြင်နေရသည်ထူးခြားသည်ကခြေတံကိုကြားနေရသည်ခြေတံပန်းကြီးကိုမတွေ့ရခြင်းဖြစ်သည်မိမိဒီသောရေးပေါ်ခန်းဝလူဝင်တကားနာရောက်တော့ခြေတံကခဏပြောက်သွားသည်လူဝင်တကားကလည်းမှန်ကိုသာတတ်ထားသည်မို့အပြင်ဘက်သို့အထင်းသားမြင်နေရသည်ခဏကြာပင်လူဝင်တကားရှိမိမိခန်းဝတွင်စုပ်ပြက်ပေးနေသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်အေးဆက်ဆက်နှင့်ဖြူဖက်ဖြူရောဖြစ်နေသောမျက်နှာထားကြီးကိုမြင်လိုက်ရသည်နှင့်ဘလို့ဖြစ်သွားသည်မသိဒေါ်တင်ညာဘက်လက်ညိုးကထိုမကောင်းသောဝါရှိရာတက်တဲ့ထိုးလေးရဲ့တန်ဖိုးတီကားတော်ကိုနှုတ်တရွရွရွစုံလေးရရှိသည်ကားတာတစ်ခေါက်မဆုံးမိမှာပင်စိတ်ပြတ်သောမူရာဖြင့်ပြတ်ထွက်သွားသည်ကိုညံဝါထစ်တင်မြင်တွေ့ရသည်မိမိမြင်ကွင်းမှာပျောက်ကွယ်သွားသည်နှင့်ကားသားကိုကျူးချက်ပြီးနေကင်းကမှတည်ဆုံးသောဘာသာရှားမျိုးသမီးကတင်ကိုလှမ်းချိမိလိုက်သည်ထိုမျိုးသမီးမှာချခဲ့သောစကားတို့မှာတေကန်ဒီကြောင်ချောက်ချားကိုထင်ပြီးပြောချင်ရပြောခဲ့သည်တော့မဟုတ်တာသိကြတယ်အကောင်သောအားကိုမိမိကိုယ်တိုင်တွေ့လိုက်ရပြီမဟုတ်ပါလားဘာမှတော့သိကြလိုက်သည်မထင်ရစောစောကလူဝင်တကားမှာအဖြူရောင်ဝတ်စားတဲ့တံကိုတွေ့လိုက်ရတယ်လို့ရှိသည်ဖြင့်တိတိကျကျစိုက်ကြည့်မိလိုက်သည်သိကြသွားလိမ့်ပြီမသိခင်ကိုတရဏဂုံတင်ပြီးဆွဲမြက်နေဖို့ပဲရေးကြည့်တယ်တည်ပြီးမှတရဏဂုံတင်လို့ကတော့တည်သွားသူအတွက်ဘာမှအကျိုးမရှိဘူးကျန်ရည်တက်မိသားစုအတွက်ပဲအကျိုးရှိတယ်ဟူသောဆရာတော်ကြီးအဆုံးအမကိုတတိယသည်နဲ့ဒေါ်တင်တယောက်အချင်းလေးဖြစ်သောရုံးကန်နေသည့်လုပ်ကိုရက်လိုက်ကဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ခတရဏကိစ္ဆာမိကို၍နောက်ဆုံးစောက်တည်ခြင်းနေဖြင့်အာယုံရရွတ်ဆိုစောက်တည်လိုက်ရာတရဏဂုံဆုံးမှာပဲတရဏဂုံသုံးပါး၏အစွမ်းတတိကိုကိုတွေးကြုံလိုက်ရသောဒေါ်တင်ကတော့ညီများတော့ကြာသွားသည်မသိတော့တာဝန်ကျသူနာပြုများနဲ့တခြားခန်းမလူနာများအခန်းထဲသို့ဝင်ရောက်လာပြီးဝိုင်းဝန်းမင်းများပြုစုတော့မှပင်အယုရနိုင်သွားသည်ဘေးကလူများကတော့ဘာမှမြင်လိုက်ကြတရဏဂုံသုံးပါးကိုပတ်လက်ကြီးလန်းလက်အုပ်ရှိပြီးအတန်ကျကြီးဖြင့်စတိုက်ရွတ်ဆိုနေသောကြောင့်အထူးဆန်းဖြစ်၍ဝင်ရောက်မင်းများကြခြင်းဖြစ်သည်ထိုချက်မှနောက်တွင်က၎င်းခက်တဲ့တွင်မကောင်းသောအန္တရာယ်လုံးဝကင်းရှင်းသွားကြောင်းသူကိုယ်တိုင်လည်းခွဲသိပ်ပြီးသည့်အထိနေခဲ့တော်လဲဘာနှောက်ယှက်မှထပ်မတွေ့တော့ကြောင်းဝမ်းသာအားရပြောပြခဲ့ပါသည်နားသင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ပရလောကဖြစ်ရမှန်ဇာတ်လမ်းများကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာ